သပင်အကွက်လိုက်ကျွတ်တာကဘာလို့ဖြစ်တာလဲအကွက်ကပွာလာနိုင်လားဘာလို့တင်လဲဆိုပြီးမေးထားတာပေါ့နော်မတို့သပင်ကိုဒီလိုမျိုးအကွက်လိုက်ကျွတ်တာမျိုးလေးတွေကိုမတို့က alopecia areata လို့ခေါ်တယ်အမတို့ဒီသပင်မှာပေါ့နော်သူကဒီသပင်ပေါက်တဲ့ကာလ anagan phase ပြီးငြိမ်နေတဲ့ကာလပြီးကျွတ်သွားတဲ့ကာလ telogen phase ဆိုတာရှိတယ်ဒီ alopecia areata မှာကြတော့ဒီကျွတ်တဲ့နေရာလေးတွေမှာအမွှေးကသပင်လေးတွေက prematurely ပေါ့နော်မတို့ကတစ်ဆင့်ဆင့်သွားရမယ့်ခါမှာသူကပေါက်တဲ့အဆင့်ကိုကြော်ပြီးတော့သူကဒီကျွတ်တဲ့အဆင့်ပေါ့ telogen phase ကိုတန်းပြီးတော့ premature ပေါ့မရောက်တဲ့အချိန်မှာသူကရောက်သွားတာမျိုးပေါ့နော်အဲ့ဒါမျိုးမှာတော့ alopecia areata လို့ခေါ်တယ်အဲ့ခါမှာသပင်တွေကကျွတ်ပြီးတော့အကွက်လိုက်လေးကျွတ်လာတာပေါ့နော်အကြမ်းနဲ့အဲ့လို alopecia areata ဘာလို့ဖြစ်တာလဲဆိုရင်မတို့အကြမ်းမြင့်၃မျိုးပြောလို့ရတယ်ပထမတစ်ခုကတော့မပါမဖြစ်မျိုးရိုးဗီဇ genetic ပေါ့နော်ဘာလို့ဆိုတော့ဒီလိုမျိုး alopecia areata ဖြစ်တဲ့သူတွေရဲ့25%ကိုကြည့်လိုက်ရင်မျိုးရိုး history ရှိတယ်ဆိုတော့ဒါကမျိုးရိုးနဲ့လည်းဆိုင်တယ်ဆိုပြီးတော့ကောက်ချက်ချကြတယ်နောက်ထပ်အရေးကြီးဆုံးပေါ့နော် main causes ကတော့ယူဆကြတာက autoimmune နဲ့ဆိုင်တယ်ပေါ့နော် autoimmune ဆိုတာမျိုးကြောင့်မတို့ခန္ဓာကိုယ်မှာခုခံတဲ့ immune system လေးရှိတယ်အဲ့ဒါက auto ဆိုတော့ကိုပြန်ပြီးတော့ပေါ့နော်ဟိုဒီ immune system ပြန်တိုက်နေတာပေါ့ဒီ hair follicles လေးတွေကို immune ကပြန်တိုက်နေတာဘာလို့ဆိုတော့ဒီလို alopecia areata ရဲ့ဒီ90%လောက်မှာပေါ့နော်ဒီ anagan hair follicles မှာ auto antibody ပေါ်နေအောင်တွေ့တယ် antibody ကဒီ anagan hair follicle stage မှာတွားတိုက်နေတော့သပင်ပေါက်ရမယ့်ကာလကိုမရှိတော့ဘဲနဲ့ပေါ့နော်သပင်တွေကကျွတ်သွားတာပေါ့ဆိုတော့တချို့ autoimmune ယောဂရှိတဲ့သူတွေပေါ့ကိုခံအားနဲ့ဆိုင်တဲ့ယောဂတွေရှိတဲ့သူတွေဥမာဒီ thyroid တွေပေါ့တချို့ thyroid ရောင်တဲ့ဟာမျိုးတွေတချို့ယောဂရှိတဲ့သူတွေဆိုရင်လည်းဒီ alopecia areata ဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခုကတော့ stress ပေါ့ stress ဆိုတဲ့နေရာမှာကိုကစိတ်ပင်ပန်းတာလူပင်ပန်းတာကို physical ရော emotional stress တွေအကုန်လုံးနဲ့ဆိုင်တယ်ကိုစိတ်ပင်ပန်းတာတွေစိတ်ဆင်းရဲတာတွေကြုံရတဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုခါမျိုးကလည်း alopecia areata ဖြစ်တတ်တယ်ဆိုပြီးတော့ပြောကြတယ်ဆိုတော့ဖြစ်စေတဲ့အကြောင်းရင်းကတော့အကြမ်းမြင့်ဒီ၃ချက်ပေါ့နော်ဆိုတော့ပွာလာနိုင်လားဆိုပွာလာနိုင်တယ်ဘာလို့ဆိုတော့ကိုကဒါကကိုယ့်ရဲ့ immune ကြောင့်ဖြစ်နေတာဆိုတဲ့အခါမှာကိုယ့် immune ကတခြား hair follicles လေးတွေကိုပါသွားတိုက်တယ်ဆိုရင်တိုက်တဲ့နေရာလေးတွေမှာလို့အကွက်လိုက်ဖြစ်တာမျိုးတွေဖြစ်နိုင်တယ်ဆိုတော့ဘာလို့တင်လဲဆိုရင်တော့အမတို့ကတော့ဒီ alopecia areata ကတော့စေကန်းပြပေးတာပိုကောင်းတယ်ဆိုတော့ဆရာမတို့ကဘာပဲဖြစ်စေကန်းခေါ်နေရပဲလို့ထင်ပါပေါ့နော်ဒါပေမဲ့ဒီ alopecia areata မှာကိုလုံးလို့ရတာတိတ်မရှိဘူးကိုအိမ်မှာလုံးလို့ရတာမျိုးဆိုပါရှိမလဲအမတို့ဒီမနောက်စီတေးပေါ့မနောက်စီတေးလူးတာမျိုးတွေရှိမယ်ပြီးတောက်ဆေးတွေမှာဆိုမတို့အားဆေးပေါ့ zinc ပါတဲ့အားဆေးလေးတွေတောက်တာမျိုးတွေလုပ်လို့ရမယ်နောက်တစ်ခုကတော့ဒီ emotional stress ပေါ့ဒီကိုယ့်ရဲ့စိတ်ပင်ပန်းတာကိုပင်ပန်းတဲ့ stress တွေကို short ချတာမျိုးပေါ့ဒါပဲကိုလုပ်လို့ရမယ်။ဆေးကမ်းမှာဆိုရင်တော့ဘယ်လို treatment တွေလုပ်လို့ရလဲဆိုရင်ကဒီကွက်နေတဲ့နေရာလေးတွေမှာ immune ကျအောင်ပေါ့နော်မတို့ steroid injection ထိုးတာမျိုးလေးလုပ်လို့ရတယ်။ပြီးတောက်ဆေးတွေအနေနဲ့ဒီ systemic တောက်ဆေးလေးတွေပေါ့နော်ကိုနဲ့သက်ဆိုင်တဲ့တောက်ဆေးလေးတွေပေးလို့ရမယ်။ချို့ဆေးကမ်းနေမှာဆိုရင်မတို့ဒီ phototherapy ပေါ့ဒီ UV light ပြတာမျိုးလေးတွေလုပ်လို့ရတယ်။ဒါကတော့မတို့ဆေးကမ်းလာရင်လုပ်ပေးလို့ရနိုင်တဲ့ကုသမှုလေးတွေပေါ့။ဆိုတော့မတို့ကဆေးထိုးမယ်ဆိုရင်အကျမ်းမြင့်3ပတ်နဲ့1လခွဲလောက်မှာတစ်ချိန်ချိန်နဲ့ပြီးရင်တက်တာတဲ့အထိပေါ့ဆေးထိုးရတာမျိုးပေါ့နော်ဆိုတော့ဒီလိုမျိုးဆေးထိုးရင်ပြန်ပေါက်နိုင်လားဆိုရင် alopecia areata ကပြန်ပေါက်နိုင်တယ်အမတို့ဒီလိုမျိုးတချို့ဒီသပင်အကွက်လိုက်ကျွတ်တာသေးတယ်ဆိုရင်တခါလေဘာ treatment မှမလိုဘဲနဲ့တော့သူသပင်ပေါက်တဲ့ချိန်တန်လာရင်ပြန်ပြီးတော့ပေါက်တာမျိုးတွေရှိနိုင်တယ်ဒါပေမဲ့တချို့alopecia areataကိုဘယ်လောက်ထိကွက်အောင်ကျွတ်နေလဲဆိုတာပေါ်မူတည်တာပေါ့နော်တချို့ alopecia areata မှာမတို့ဒီ totalist တို့ universalist တို့စတဲ့အဲ့လိုမျိုးအဆင့်ထိရောက်နေပြီဆိုရင်တော့တော်တော်လေးပြောင်းနေပြီဆိုရင်တော့ကုသမှုရာဂိုင်းတော့အောင်မြင်ဖို့နည်းနည်းတော့ခက်သွားတာပေါ့အဲ့ခါမှာတော့ကိုကစပင်တူးတက်တာတို့တခြားနီးလန်းနေနဲ့စဉ်းစားရတာမျိုးတွေပေါ့နော်ဆိုတော့ဒါ alopecia areata ရဲ့ဖြစ်နိုင်တဲ့အကြောင်းရင်းလေးနဲ့သူ့ကိုကုလို့ရတဲ့နီးလန်းလေးတွေပါ